မိတ်ဆွေများကိုမုတ်တစ်မျိုးလက်တွေပြုလုပ်ပြသပေးသွားမှာဖြစ်ပါတယ်မုတ်ရဲ့နာမည်ကတော့နဂမောက်သည်အုံတို့ကြောက်ကြောဖြစ်ပါတယ်နဂမောက်သည်ဖြစ်ပါတယ်အုံတို့ကြောက်ကြောမလောက်ခင်အချိန်မှာနဂမောက်သည်ကိုကြိုတင်လှီးထားဖို့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒါမှအုံတို့ကြောက်ကြောရတဲ့အချိန်ကြလို့ရှိရင်အလွယ်တကူအစင်သေးအစင်ပြေစွာထည့်နိုင်မှာဖြစ်ပါတယ်အုံတို့ကြောက်ကြောကြိုဖို့အတွက်ရေကို2200 gram ထည့်ရမှာဖြစ်ပါတယ်ခြံထားတဲ့ရေနဲ့ကြောက်ကြောမုတ်ကိုကြိုတင်ပြီးအရေဖြော်ထားပေးရမှာဖြစ်ပါတယ်တကြားကတော့1200 gram ထည့်ရမှာဖြစ်ပါတယ်တကြားထည့်ပြီးမွေနေတဲ့အချိန်ဖြစ်ပါတယ်အခုကျွန်တော်အုံတို့2ပူထည့်ပါမယ်စာနဲ့ငယ်ထည့်ပေးရမှာဖြစ်ပါတယ်အုံတို့ပွက်ပွက်ဆူနေတဲ့အချိန်မှာရေနဲ့ဖြော်ထားတဲ့ကြောက်ကြောမုတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ညနေပြင်းမှာပေါ်နေတဲ့ပူစီပေါင်းလေးတွေကိုကျွန်တော်တို့ဇွန်းလေးနဲ့ဖယ်ထုတ်ပေးရမှာဖြစ်ပါတယ်ဒါမှမျက်နှာပြင်ဟာချောမောလှပစေမှာဖြစ်ပါတယ်ကျွန်တော်တို့နဂမောက်သည်ထည့်လို့ရပါပြီကြည့်ရှုနေတဲ့မိတ်ဆွေများအားလုံးနဂမောက်သည်အုံတို့ကြောက်ကြောကိုလွယ်ကူရိုးရှင်းစွာပြန်လဲပြုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ပြီးသွားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်